9 ရက်နေ့မနက်4 နာရီနဲ့18 မိနစ်ဖြစ်ပါတယ်ကျွန်တော်တငယ်ချင်းနဲ့ကျွန်တော်နဲ့ရန်ကုန်ကနေပြီးတော့တထုံကနေပြီးတော့ဖန်အောင်ဆက်ပြီးတော့သွားမှာပဲဖြစ်ပါတယ်လောလောဆယ်တထုံကိုစီးရမယ်ဘာဖြစ်လို့လဲဆိုတော့အဖွဲ့ထဲမှာပါလာမဲ့ဦးလေးတယောက်ကတထုံမှာလူလုံးမယ်လို့ပြောတယ်ဒါကြောင့်ကျွန်တော်တို့ကတထုံမှာတရက်ဝင်မယ်ပေါ့ကြောကျွန်တော်ဗီဒီယိုလေးနည်းနည်းရိုက်ကျွန်တော်တို့0မိုင်မှာစပြီးတော့တွေ့ပါတယ်ပထမကျွန်တော်တို့2ယောက်တည်းပေါ့အခု5ယောက်ဖြစ်သွားပါတယ်ရန်ကုန်ကနေတထုံကနေဖန်အောင်ဆိုရင်ကြီးသွားကြမဲ့လူတွေပဲဖြစ်ပါတယ်ပြီးတော့မှအသေးစိတ်ပြပေးမယ်လိုက်ကူမှာမနက်စားပါတယ်လဲကူကတော့ပြိုကြီးထမင်းကြော်ဆိုင်မှာကျွန်တော်တို့မနက်စာစားပြီးတော့ခီးဆက်ခဲ့ကြပါတယ်ခင်ဗျာဒီမှာဘကိုးတယ်ဘကိုးတယ်မှာအင်းတော့သွားပြန်ကျွန်တော်တို့ဘကိုးရောက်တော့ຫນွယ်ပိုးရင်အထည်ဆိုင်ရှိမှလဲ promotion ရှိလို့ထင်တယ်လူတွေကြိတ်တိုးနေတာလဲတွေ့ခဲ့ရပါတယ်ခင်ဗျာတင်းရွှေစင်ဆိုတော့ရွှေဆိုင်ရှိမှလဲဘိုက်ကာတွေတဆူတစီရဲတပ်ပုံရိုက်နေတာတွေ့ခဲ့ရပါတယ်ချိန်ကနိုင်နဲ့19 မိနစ်ပါခင်ဗျာဒီမှာရှင်မကောမြောက်ပါလေအဲဒီမှာဘောမျိုး9 နာရီ48 မိနစ်မှာရောက်ပါတယ်ကျွန်တော်တို့ပါလာတဲ့စပိန်လေးနဲ့မိတ်ဆက်ပေးပါရစေဒါက5 US Cameo Miami Marine နားလဲဆိုရည်စီဒါရှိရတောင်ပေါ်ရမ်းတက်ရှင်တယ်အကိုကြီးကဟိုတောင်ပေါ်တက်ဖို့လောက်တာဒီမှာအိတ်ဝဲကြည့်ပါလာထဲမှာစိုးလို့ကြောက်စတောင်းတရားမုတ်ပလင်ကိုတော့ကျွန်တော်တို့17:45မှာပဲဖြတ်တန်းခဲ့ပါတယ်ဟုတ်လားမန်ပြောပါစီဘောလည်းမန်မှာပဲရှိရဘိုင်းစာစာနဲ့ကျွန်တော်တို့တငယ်ချင်း2ယောက်ကျွဲကော်တီဝယ်စားတာဟာသားတွေကိုဖြစ်လို့တကယ်တော့ကြိုက်ထုံမှာဝယ်စားတာပါခင်ဗျခဏခါတော့ကောင်မလေးကပန်းနေတာကျွန်တော်ခုနကထမင်းစားပြီးတော့ကျွန်တော်နောက်ထပ်လက်ဖိတ်ဆိုင်ကျလာပြီးတော့ထမင်းဆိုင်ဟိုရှိမှာလက်ဖိတ်ဆိုင်လေးကျဲရွယ်နေ့လေ2 နာရီထိုးကန်ဒီအချိန်မှာကြိုက်ထုံမျိုးထဲမှာကျွန်တော်တို့နေ့လေစားခဲ့ကြတာဖြစ်ပါတယ်မင်းသားပါမင်းတို့ကြိုင်တယ်မင်းတို့မတွေ့ဘူးမလားနော်ဒီမှာမင်းတို့ကြိုင်တယ်ဒီမှာကျွန်တော်တို့မိုးတွေရွာလာပါတယ်ဒီစပိန်လေးဘိန်းပေါက်ပါတယ်ဒီနေရာတောင်းတန်းနေလဲစပြီးတော့မြင်နေရပါပြီဂုံတက်ဂုံစင်းနေကျွန်တော်တို့စပိန်စီးတဲ့အဖွဲ့လေးကလှုပ်စီးနဲ့စီးလာခဲ့တာတဖြည်းဖြည်းနဲ့တော်တော်အောင်ရောက်လာပါပြီကျွန်တော်တို့ဒီဒေါ်ဝန်းကျေးရွာအဲ့မှာကျွန်တော်တို့ညနားမှာပါဒီလမ်းလေးကိုသွားမှာပဲဖြစ်ပါတယ်ကျွန်တော်တို့နေချကြိုက်တဲ့လူတွေကတော့ကဲဆက်လက်လိုက်ပါကြည့်ရှုပေးပါဦးဒီဘက်ချမ်းဆိုလဲရေတွေကအပြည့်ဒီဘက်ချမ်းမှာလဲကိုလူကျော်ရက်ပါတယ်ရှင်ဝါလေးရေမွဲဘာလို့သေးလဲပဲဟေးမင်္ဂလာပါလူ9မိုင်လေကျွန်တော်ပြမလို့လားအဲ3ကြီးပဲ9မိုင်โอเคအဲ့ဒီဖုန်းကြီးကြောင်းမှာကျွန်တော်တို့တညအိမ်မှာပဲဖြစ်ပါတယ်မင်္ဂလာပါခင်ဗျာဒီနေ့မနက်ပြန်မန်းနေရတယ်6 နာရီခွဲလောက်ဖြစ်သွားတယ်အေးရထားအခု6 နာရီ 40ဆိုတော့ day 2ဆိုတော့ကျွန်တော်တို့ဖန်ကိုသတ်မှတ်ထားတဲ့အချိန်တွင်ရအောင်ခီးဆက်ကြမှာပဲဖြစ်ပါတယ်ဒီမှာစတင်ကြောင်းလည်းရှိရဗျာကျွန်တော်ပြပေးမယ်သွားတော့ကျွန်တော်နည်းနည်းပြန်မန်းနေရတယ်စိတ်မရိုက်ပြလိုက်ရအောင်အဲ့ဒီထုံးကျေးရွာလေးကိုဝင်လာမယ်ဆိုရင်ဒီတထားလမ်းနဲ့ဖြတ်ရတယ်ဗျ
ကျွန်တော်တို့3000 14မှာရောက်ပါတယ် ice cream တထုံရွှေစာရင်ဖះနာမရောက်ခင်မြို့ရဲလမ်းပိုင်းတွေကကားအနေငယ်ရှုပ်ပါတယ်မြို့ရဲရောက်ရင်စပိန်ုံဖြည်းဖြည်းစီးဖို့လိုအပ်ပါတယ်ခင်ဗျာ ဘာပဲလေးထားပါလဲနတ်ဆောင်လည်းအေးဆေးပဲစားတယ်စော်ကြီးလည်းမထွက်ဘူးဒါတော့အဲ့ရကိုလည်းနောက်ကျမှထားရပါဗျာဆိုတော့တထုံးကထွက်ပြီ နေ့လေရောက်တော့ဒုတ်ထုဆိုင်တွေ့ရတယ်ကျွန်တော်တို့ဝင်စားကြပါတယ် အချိန်က7:23ဆိုတော့နေ့လေသာစားချိန်ရောက်နေပြီဟုတ်ဆွဲပါပြီအခုဖာပုံမျိုးကိုဖြတ်ပြီးတော့ဖန်အောင်သွားမှာပေါ့နော်ဖာပုံကနေဖန်အောင်ဆို24ကီလိုမီတာပဲရှိတယ် လမ်းမှာ extra ကားတစ်စီးကအခုလိုတိမ်းဆောင်နေရလဲတွေ့ခဲ့ရပါတယ်ခင်ဗျာ ကျွန်တော်ကိုဟန်ဒလင်းလုံးရတာကြိုက်တယ်အဲသူများဟန်ဒလင်းလုံးရတဲ့နောက်ကိုကျွန်တော်လိုက်ကြတာအဲ့ဒါကြီးကြောက်တာ ရင်မောင်းပါဝင်ခီးတဲ့တွေအကုန်လုံးအန္တရာယ်ကင်းကြပါစေလို့ဒီရပဲဆုတောင်းပေးလိုက်ပါရစေ တန်လွင်တရားဖန်အောင်ကိုအချိန်က2နာရီနဲ့3မိနစ်မှာစပြီးတော့ကျွန်တော်တို့ဖြတ်တန်းပါတယ် တန်လွင်တရားကိုဖြတ်တန်းပြီးတော့တစ်ပင်တန်းလူတွေရှိတယ်လမ်းလေးအရောက်မှာပဲတလန်းလုံးပင်မလာခဲ့သမျှအမောပြေးသွားပါတော့တယ် မရတဲ့ခံစားချက်တွေမရတဲ့ခံစားချက်ကတကယ်စပိန်စီတော့ရတာတကယ်အနှစ်သာရတွေဟိုမှာမြောက်တယ်ဒီလိုရမှာမမြင်ရတော့2နာရီနဲ့19မိနစ်တုံးရင်းမှာပညာရည်တယ်အခုရောက်ပြီရောက်မှာဆောင်းတငယ်ချင်းနေပဲမများနိုင်ကဲဆိုကျွန်တော်တို့တဲနေရာဆက်သွားမယ်ကီလိုကဘယ်လောက်ဖြစ်သွားလဲဒီလိုတစ်ချက်လားညင် 180ဖြတ်ကျော်ပြီးတကားလား ကီလိုက282.3ခုလိုပိုင်လိန်းနေလဲတွေ့ရပြီပြီးတော့တောင်းကြီးရဘေးမှာခီးနေရပဲကြော်မယ်ပပဝရီတက်ကိုကန်အောင်သွားပါမယ်ဟုတ်ပါဟုတ်ကဲ့အဲကြော်လာပြီတဲ့ ပပဝရီအဲ့ဒီဒါအတော်လေးတဲလို့အဆင်ပြေတဲ့နေရာလေးတစ်ခုပါပဲခင်ဗျအဲ့ဒီဒါဆိုတာထက်အများကြီးပိုရလို့ဒီကနေ recommend ပေးချင်ပါတယ်ခင်ဗျ အဲ့ဒါဆိုလို့ရှိရင်မာရီယာအဲ့တက်ကိုလာခဲ့တိုင်းတော့တက်လာတာလို့ပြောလို့ရှိရင်အဲ့ဒီမှာသူ့ကသူ့ချောင်းပြီးအဲ့ဒီအားလေးတော့ကြာတာအဲ့ဒါကိုရှိလာခဲ့တာ 3ချိန်လောက်ရှာလိုက်ရတွေ့ပြီအိမ်မှာဖုန်းဆက်ပြီးခေါ်ပေးလို့စားရတယ်အခုမှတွေ့ကျေးဇူးတင်ပါတယ်ပပဝရီတဲခိုကန်ကိုရောက်တော့အချိန်က3နာရီခွဲပဲရှိသေးတယ်အဲ့နဲ့ချိန်နေပိုနေရနဲ့ကြိုင်းအောင်တက်မယ်ဆိုပြီးတော့ရှေ့ဆုံးကနေပြီးတော့တက်လာကြပါတယ်မတောင်တက်မဲ့အကိုကြီးဖက်နဲ့လန်ထွက်လာပဲ ဟုတ်အဲ့တော့တဲ့လာတော့နော်ဟိုကနေတဲ့လာတကူတကား ကြိုင်းတောင်ပေါ်တက်တဲ့ခါကျရင်ကျွန်တော်တို့ဒီကနေပြီးတော့လမ်းလျှောက်ပြီးတိုင်းနည်းနည်းလေးပဲဒီထီကိုကားနဲ့တက်လို့ရတယ်ဆိုတော့ကမင်းတောင်လည်းမတက်နိုင်ဘူးတောင်ဝမ်းတောင်လည်းမတက်ချင်ဘူးဆိုရင်ကြိုင်းတောင်ရှိတယ်ဒါဈေးရောမရောက်သေးဘူးဖန်မျိုးအပေါ်ကနေလည်းမြင်ရတယ်တွေ့ပြီတက်ပုံရိုက်တဲ့နေရာလေးကြိုင်းတောင်ထင်မှာတက်ပုံရိုက်ကြရဆိုတော့ဒီနေရာလေးပေါ့ဒီနေရာမှာအလံလေးစိုက်ထားရင်ဒီဘက်ချမ်းကိုလှမ်းမြင်နေရနားလဘုတ်တောင်ဟိုဘက်ချမ်းမှာဇွဲကပင်တောင် ဟိုဘွားတော့မရောက်သေးဘူးပေါ့နော် ဟိုဘက်ဇွဲကပင်နဲ့နားလဘုတ်တော့မသွားသေးဘူးပေါ့နော်ကျွန်တော်တို့ကြာရင်တောင်ပေါ်တက်တော့ဒီကိုကြီးနဲ့တွေ့ပါတယ်ဒါဒီကိုကြီးဒုတိယချိန်တက်လာ ကိုနိုင်โอเคမင်္ဂလာပါ ကိုနိုင်တဲ့ကျွန်တော်တို့အပေါ်မှာသူ့ကိုတွေ့တယ်သူက15မိနစ်လောက်နဲ့ပြန်ဆင်းပြီးတော့တက်လာမယ်တဲ့တကယ်တက်လာဗီဒီယိုလေးရိုက်ခွင့်ပြုပါခုနကကိုနိုင်ကိုတွေ့ခဲ့တယ်ဒီမှာကိုကြီးနောက်တစ်ယောက်တက်နေပါတယ်လိုက်တယ် ဖန်မျိုးကိုရောက်တော့ကန္နာလန်းညဈေးမှာရှိတယ်ညဈေးတန်းလေးမှာပဲကျွန်တော်တို့ညစာစားပြီးတော့ဒုတိယနေ့ကိုကုံဆုံးခဲ့ကြပါတယ်ခင်ဗျာ ဟုတ်ဒီမှာကအရေးမုံလာတာပိတ်
နေ့ကတော့ day 3 ပါကျွန်တော်တို့ဇွဲကပင်တောင်တက်မဲ့ဟာမနက်6နာရီကနေ ready လုပ်ထားကြတာအခု9နာရီနဲ့9မိနစ်ရှိပါပြီလက်ဖက်ရည်ဆိုင်မှာမိုးရွာလို့တောင်းတင်နေပါတယ်ဒါတူကကျွန်တော်ဘက်မှာရှိပါတယ်ဘိုးပွဲလေးနဲ့ဗီဒီယိုလေးရိုက်ခွင့်ပြုပါဟုတ်မင်္ဂလာပါရန်ကုန်ပါဗျာရန်ကုန်လာကြဟုတ်ရန်ကုန်ကကျွန်တော်ရန်ကုန်အာဟုတ်တောင်းတမ်းမလို့ကောင်းတယ်ကောင်းဟုတ်ကဲ့တဲ့တဲ့rolling နေပါပြီဇွဲကပင်တောင်အရန်တက်ချင်နေတာနဲ့ကျွန်တော်တို့မိုးလေးတိတ်တုံအပြေးလေးဇွဲကပင်တောင်ပေါ်ရအောင်တက်ခဲ့ကြပါသေးတယ်ခင်ဗျဟေးမင်္ဂလာပါ မင်္ဂလာပါကျွန်တော်ကမင်္ဂလာပါပြောတယ်မင်္ဂလာပါလေးပဲဖြစ်ပါတယ်ထောက်ကျမှာ fashion ရှယ်ထုတ်နေကိုကြီးမင်္ဂလာပါ ထောက်ကျမှာ fashion တွေ share ဖြုတ်နေတဲ့အကိုကြီးတွေအကုန်လုံးမင်္ဂလာပါသွားပြီးတော့စားကျွန်တော်တို့7:39မိနစ်မှာဇွဲကပင်တောင်ကြီးစားရောက်ပါပြီဆိုတော့ပန်းလေးပွင့်နေပြီနော်ယောက်ျားလေးပန်းမပန်းအောင်ဘယ်သူပြောလဲပန်းနေပြန်ရအောင်ရရတယ်ကျေးဇူးပြုရဲ့မိုင်ပုံများကိုမိုင်ပုံတွေတို့စနေတကြဆွမ်းပြပေးပါပြောချင်တာအဲ့ဒါပဲအကုန်လုံးပြောချင်တာအဲ့ဒါပဲတယောက်ချင်းစီကန်းရှိမှအကုန်လုံးစီကန်းရှိပြီးတော့ခင်မီဖွံ့ဖြိုးတိုးတက်မှာတောင်တက်လမ်းတစ်လျှောက်မြင်ကွင်းနေနဲ့တောင်ပေါ်ကအလှတရားတွေကိုလည်းကျွန်တော်နဲ့ဆက်လက်လိုက်ပါကြည့်ရှုပေးကြပါအောင်ခင်ဗျာလို့ရပါပါတယ်မှာကျွန်တော်တို့အမိုက်ကောက်ပေးခဲ့ဗီဒီယိုလေးကိုထည့်တာထင်ရမှာမဟုတ်နော်တကယ်ကောက်တာဒီကောက်တာနော်ဒီနားလေးဟာလေးပြောပါလေဒီနားဟာကောက်တာအကုန်လုံးမကောက်ဘူးငယ်ညကတော့ကိုဗီဒီယိုလေးရိုက်မယ်နော်ကိုကြီးဟုတ်မင်္ဂလာပါဟုတ်6ခန်းကြီးရောက်ခံနေပြီတယ်ဒီမှာတွေ့လားဝက်ပဲနော်လေးမတဲ့အပေါ်ကနေဘယင်းကြီးကိုရေပူရေအေးနှစ်ခုရှိတဲ့နေရာကိုသွားအောင်ပါလေဗျာတကယ်ဒီပါနော် 1 seconds current heart rate is 129 beats per minute ဒီမှာအရှိကမမလယူဓပုံနေရိုက်ပြီးတော့ရေဘူးနဲ့အချိုရေဘူးအပြည့်ကြီးပဲကြံခဲ့တယ်ဘယ်သူဟာလဲတော့မသိဘူးကဲအချိုရီကတော့အများကြီးပဲတခြားလူလည်းတောင်းရင်ဆင်ပြေမှာဆိုလို့မိုက်တောင်းနဲ့ထည့်လိုက်တော့မယ်နော်စပီးရမတောင်းနဲ့ချောင်းဆိုးတယ်ကဲရေဘူးတော့တခြားလူတွေလည်းတောက်ရှင်တောက်လို့ရအောင်လို့ဒီနားလေးမှာထားပေးခဲ့မယ်ဒီကျကြီးလည်းပြစ်လိုက်ကျွန်တော်ပဲနေနေမြမယ်နော်အပေါ်ရောက်တော့အောက်ကူတော့မမြင်ရတော့ညူလေးပဲကျွန်တော်ကတော့ပြည့်လေးစားလိုက်ဒီလေးတောက်လိုက်လမ်းလေးချောင်းလိုက်နေတက်လာတယ်အိတ်လိုက်နေရလေးပေါ့ဒီနားလာမှာဒီလိုင်းဒီနားရမှာမော်တယ်ဝင်တောင်းပါပြပါသူများတွေအောက်ဆက်ရုပ်လေးနဲ့စားနာရှယ်ပဲ yes ကျွန်တော်တို့ရန်ကုန်ကနေပြီးတော့ဒုံဝန်းကျေးရွာစပိန်နဲ့စီးတယ်ဒုံဝန်းကျေးရွာကနေပြီးတော့ဖန်အောင်စပိန်နဲ့ထပ်စီးတယ်ပြီးတော့ဖန်ကနေပြီးတော့ပဲဒီဇွဲကပင်တောင်ပေါ်ကိုစပိန်အောက်ကနေစပိန်နဲ့ပဲစီးလာတယ်တောင်အောက်ကနေတောင်ပေါ်လမ်းလျှောက်ပြီးတော့တက်တယ်ကျွန်တော်တို့ပြောတဲ့ရက်တွင်းမှာပြောတဲ့အတိုင်းလုပ်နိုင်ခဲ့ပါတယ်ကျွန်တော်တို့ဖွဲ့ထဲမှာပါလာတဲ့လေးလေးဦးခင်စောမြင့်ကတော့သူကောင်းနည်းနည်းနာမှာဆိုလို့သူနည်းနည်းပင်ပန်းနေလို့သူကတောင်းမှနေခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်တို့ဖွဲ့တွေကသူတွေနဲ့တယောက်ချင်းစီမိတ်ဆက်ပေးပါမယ်
မင်္ဂလာပါခင်ဗျာ လာပါ ကျွန်တော်တကယ်ချင်းပါတူအောင်ပါ နော်ကျွန်တော် ဒါကတော့ဒုနာနေပြီလား နားလေ လေးလေးနာမည်ဘယ်လိုခေါ်လဲ အောင်ကျော်နိုင် ဦးအောင်ကျော်နိုင်ဖြစ်ပါတယ် တက်က54နှစ်ပါ အသက်က54နှစ်ရှိပါပြီခင်ဗျခင်ကြီးဟာကျွန်တော်မဖတ်တာနမောတတဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတအဲ့တော့ကျွန်တော်သိဇေယတုတ္တပမင်္ဂလာကျွန်တော်မဖတ်တတ်တော့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ဘဂဝင်တောင်မှာပဲနေ့လည်စာစားကြပါတယ်ကျွန်တော်ကတော့ကွစ်တီကိုစားပါတယ်တငယ်ချင်းကတောင်မှာချက်ထမင်းနဲ့လေးကလက်ဖက်ထမင်းကိုလည်းထမင်းကဲစားလိုက်ပါအောင်မယ် Behind the Smart Companion, your average pace is 52 minutes and 27 seconds. Current heart rate is 107 beats per minute. ကျွန်တော်နောက်တစ်ခွက်တွေ့ဗီဒီယိုလေးရိုက်ခွင့်ပေးပါနော် ကျွန်တော်တို့ကံကောင်းတယ်ပဲပြောရမလားကျွန်တော်တို့တက်နေတဲ့အချိန်တွင်းမှာတော့မိုးဖွဲလေးတွေကြာနေပြီးတော့ကျွန်တော်တို့တောင်ပေါ်ရောက်သွားတဲ့အချိန်မှာမြူကိုတွေနဲ့ပြည့်နေကြတာခဏနေတော့တိမ်တွေကကင်းသွားတယ်အောက်ကိုကြည်ကြည်လင်းလင်းနဲ့မြင်တွေ့ခဲ့ရပါတယ်ခင်ဗျာအချိန်က7:40တောင်းကိုပြန်ဆင်းပါမယ်လန်တချောင်းလူငယ်တွေအကုန်လုံးကလည်းတဲရောက်တက်လာပြီးတဲရောက်ဆင်းပြီးဆိုရင်သူတို့ကရောက်တဲ့နေရာလေးမှာရက်ပြီးတော့ရင်ကျေးမှုနေနဲ့ရက်ဆောင်ပေးကြရလဲတိတ်ကိုချစ်ဖို့ကောင်းတဲ့ဒလီလေးပါပဲခင်ဗျာပြောင်းရနေ။မှာ။ဖျားပေါ်မှာမြောက်တွေတိတ်မတွေ့ရပဲနဲ့။တောင်စင်းနဲ့လမ်းဆောင်မှာမြောက်ကလေးတွေတွေ့ရ။မြောက်တွေကလူတွေလာလို့ထင်ပါတယ်။မနေချင်တော့ဘူးထင်တယ်။တောင်ပေါ်မှာတွေ့ခဲ့တာဖျားပေါ်မှာတွေ့ခဲ့တာခွေးလေးပဲတွေ့။အဲ့လိုခေါ်လိုက်မိမိ We like you. ။အေးဖြစ်တာ။ကျွန်တော်တို့ဒါခလေးရရင်အဲ့လိုချင်းနိုင်ပါမလားမသိဘူးကြီးနူးတယ်တကယ်တော့တောင်းတတာအဲ့ဒီအမြင့်ဆုံးဒီဇောကမစ်တောင်လာမယ်ဆိုရင်အဲ့ဒီဆက်စာအုပ်ဆုံးလေကားတွေရပဲအဲ့ဒီချိန်မှာလူတွေကရောက်ချင်စောနဲ့ခြေလန်းတွေမြန်မြန်ရှောက်လိုက်တာပေါ့နော်အဲ့ဒီခါကျရင်နှလုံးခုန်တုံးနေ160ကျော်သွားလိမ့်မယ်ဒီဘက်ကျရင်ဖြည်းဖြည်းနဲ့မှန်မှန်ပဲတုံးလိုက်ရင် heart rate က138အဲ့လောက်ပါပဲ140ပေါ့အဲ့လောက်ရားနဲ့သွားလို့ရတယ်ဒီကမလောနဲ့ဇွဲကပင်တောင်လာရင်အဲ့ဒီမှာအားတွေကိုအဲ့ဒီအောက်မှာအကုန်မသုံးနဲ့ဝိတ်ရမ်းများနေရင်တော့စင်မပြေဘူးပေါ့နော်ကိုယ်ဝိတ်ကိုထမ်းရတာဖြစ်တော့ဒါကျွန်တော်တို့ရှေ့ကနေပြီးတော့ဥဆောင်သွားနေတဲ့ဒီရောက်ပဲဖြစ်ပါတယ်ကျွန်တော်ထပ်တက်တယ်ကျွန်တော်တို့လောက်မတက်သူတို့မိအောင်လိုက်ဖို့တော့တော်သွားနေရအေးအဲ့ဒီလေကားတစ်ဒီမှာအားတွေအကုန်သုံးပြီးတော့မြန်မြန်တက်တာနားနေရမယ့်နေရာမနားလိုက်တော့အခုကျွန်တော်တို့ဒါလုံးမနီဥယျာဉ် ဘုထောက်ခါရတော့ပေါ့ ရောက်ပြီချွေးတွေကိုလည်းရွှဲလို့ ဒီမှာချင်းနေမို့တာရေးသေးချွေးတယ်မို့ရေးသေးရေသားတက်တာ ဟိုရေငွေရေကိုရေငွေလို့ပြောမှာပေါ့နော်အဲဒီမျိုးတွေနဲ့ပြည့်ပြီးတော့အောက်ကိုခဏနေတော့ကြည်ကြည်လင်းလင်းမြင်ခဲ့ရတယ်အောက်ကအလှတွေအပြေဝခန်းစားခဲ့ရတယ်လေးလေးတော့ဒူကောင်းနာမှာဆိုလို့အေးစစ်စင်းလို့ကျွန်တော်ပြောခဲ့တယ်ကျွန်တော်ကတော့ကျွန်တော်နှုံလေးတိုင်းစင်းလာလိုက်တယ်ဟာရိတ်က138လောက်ပဲ ဘာမှမပြော ။ကျွန်တော်တကယ်ချင်းစင်းတဲ့ပုံစံပြမယ် ဟို103လိုက်ပဲအေးဘာမှမပြော ။ပြောင်းမြန်သွားတာသူက။ဒီကြော်မှာ100နီးပါပဲ တော့ပြီမသိတော့ ။စပိန်ကဆရာအောင်မှာဆိုတော့4နာရီနဲ့21မိနစ်အချိန်ကြာပါတယ်။ကီလိုမီတာအပြင်တော့9.5ကီလိုမီတာပဲကွာပါတယ်။စပိန်စင်းနဲ့ပဲစားတော့မယ် ပြေးထွက်မယ်နော်လာလာနဲ့ဘူးတော့ ။ဟုတ်ကဲ့။ဒါပဲချမ်း။ဟုတ်လေ။ က
ဆွဲကပင်တောင်ကအပြန်ကျွန်တော်တို့ဆက်လက်ပြီးတော့သွားနေတဲ့ဒုတိယနေရာကတော့ရေဘူးရေအေးရှိတယ်ဆိုတော့ဘယင်းညီနောင်ကူကိုကျွန်တော်တို့ဆက်လက်သွားနေကြတာပဲဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်ဆွဲကပင်တောင်ပေါ်ဆင်းပြီးတော့အပြန်မှာဘင်းညီနောင်ကိုသွားအောင်မှာဖြစ်ပါတယ်ဘင်းညီနောင်ကိုမှဝင်လဲပြီးတော့ဟိုဘက်ပထမတဲခဲ့တဲ့နေရာမှာနားမှာပဲဖြစ်ပါတယ်။ငါကရေတက်နေတယ်။ဟိုရှိမှာအန်တီကြီးဖြတ်လာတော့ပေါင်လောက်တွေ့တယ်။ဒီမှာလည်းပြီးတော့ဆက်လေရတယ်ဒီနားထိရောက်နေဆိုတော့ကျွန်တော်တို့ဘယ်လိုဆက်လုပ်မလဲ။ဘာဆက်လုပ်ကြမလဲ။ဖေးအောင်ဆိုင်ငန်းနေလေ။ဖေးဝင်ရှိမှာဘင်းညီနောင်ကိုတစ်ဖက်ကရေဘူးတစ်ဖက်ကရေနောက်ဆုံးတော့သူတို့နေနိုင်ပါဘူးသူတို့လိုက်ခဲ့ရတော့ဟောင်းဟာပြောပါဟမ်နှကန်နှစ်ခုလုံးကရေဘူးရေဖွဲ့လို့မရပဲနဲ့ ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာရေတွေလည်းတက်နေတာဖြစ်တဲ့အတွက်ကြောင့်ရေဘူးရောရေအေးရောနှစ်ခုစလုံးရောနေတာဖြစ်တဲ့အတွက်ကြောင့်ရေတွေကနှွေးနေတဲ့အချိန်မှာကျွန်တော်တို့ရေကိုအဝါကြီးဆော့ခဲ့ကြပါသေးတယ်ခင်ဗျရေကိုဝပြဲနေအောင်ကျွန်တော်ဆော့လာပြီးပြီဆိုတော့စပိန်ဆက်စီးလိုက်ပါအောင်မယ်ကျွန်တော်တို့တထုံဒီဆိုင်ဖျားနာကို9နာရီ34မှာပြန်ဝင်လာပါတယ်ဒီစစ်ပဲဒီစစ် break ကင်ထားတော့လူရှုပ်တယ်ဒုံဝန်း6နာရီခွဲလောက်တော့ဝင်မယ်လို့ကျွန်တော်ထင်တယ်။တော့မောင်းနေပြီ ကျွန်တော်ထင်ထားတဲ့ထက်နိုင်ဝက်လောက်နောက်ကျပြီးမှဒုံဝန်းပြန်လဲရောက်ရှိခဲ့ပါတယ်ခင်ဗျ ။ဗာမြလဲဆိုမောင်းမဲမဲပေါ့ကွာ။လာကျွန်တော်9နာရီနဲ့ဝင်နေပါပြီ။ကြွားရဲဦး ကြွားတယ်ရန်ကုန်တော့ဖားလေအများကြီးပဲ ။အချိန်2နာရီနဲ့58ရှိပါပြီ။3နာရီထိုးတော့မယ်ဆိုတော့ မိုင်းတရားဆိုတဲ့ကိစ္စကကျွန်တော်တို့လုံးလာပြီဒါပြီဆက်ပြော လူသားတွေဖြစ်တယ်။ဒေသားတွေလည်းမဟုတ်တဲ့အတွက်ကျွန်တော်မနက်ကလည်းထားရတယ်အရာထားနောက်ကြပါတယ်။ အေးစီပဲ ဖုန်းเจ้าမှာလူတန်းပါညာလုပ်ပြီးတော့ထွက်လာတော့ကျွန်တော်တို့7နာရီလောက်ဖြစ်ပြီဖုန်းเจ้าစွန်းစားပြီးတော့ဖုန်းကြီးရဲ့စွန်းညံဟင်းညံတွေပါကြိတ်ပါတယ်ကြိတ်ပြီးတော့ထွက်လာတော့7နာရီဖြစ်နေပါပြီဒီကိုကျွန်တော်တို့ကြိုက်ထို့ကျွန်တော်တို့3နာရီပေါ့ရောက်ပါတယ်ကျွန်တော်တို့နေကန်တွေကလမ်းညွှန်ပေးပါတယ်ဘယ်ဟာကောင်းတယ်မကောင်းဘူးပေါ့အဲ့ဒါနဲ့ကျွန်တော်တို့ရှာလိုက်တယ်မိုးဆိုရဲကတ်ထောက်ကိုတွေ့ပါတယ်အဲ့ဒီမှာတဲဖို့သွားနေပါတယ်ဗဇက်ရှင်းအကောင်လေးကျွန်တော်တော်ချောတယ်အဖို့မပြောဘူးကျွန်တော်ပြကျွန်တော်တို့စပိန်စီးဖွဲ့ထဲမှာပါလာတဲ့အသက်54နှစ်ရှိပြီဖြစ်တဲ့ဦးလေးဦးအောင်ကျော်နိုင်ကတော့ကြိုက်ထိုမှာခဏစောင့်နေမယ်ပြောပြီးတော့အိမ်ထိတောက်လျှောက်တရက်သေးစီးပြီးပြန်သွားတယ်လို့သိရပါတယ်ကျွန်တော်တို့ကတော့ကြိုက်ထိုမှာတညအိပ်ပြီးတော့မှရန်ကုန်သို့ဆက်လက်ခီးဆက်ကြမှာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့ကြိုက်ထိုအညာစာပဲဖြစ်ပါတယ်ပါဆယ်ဆွဲလာတာပါဒါထမင်းပေါင်းဆိုတော်လေးကောင်းမယ်လို့ထင်တယ်ဒါဆိုင်ရပါဆယ်ပဲရောင်းနေတာဒါကဝါစီကြဒါကခောက်ဆွဲကြောစက်သားဟုတ်ပါတယ်စက်သားနေဒါကလည်းထမင်းပေါင်းပဲတော့မပူ ဒီပဲကြည့်နေပါတယ် ဒါတော့ဒီကိုနည်းနည်းကျွန်တော်ဆွဲတော့မယ်ဆက်လူနာမယ် ငါဆိုတော့တင်ဆောင်ရမှာ ဆက်ဆုံးတယ် မောင်းနေပါမနက်9:40ရှိပါပြီဒီတော့တကယ်ချင်းပါထူအောင်ရယ်လေးလေးဘူးခင်စော်မြင့်ရယ် စီဘူးစောင်းနေမှာ ဝိစော်မောင်ရယ်ပြီးတော့ကျွန်တော်ရန်ကုန်ခီးဆက်ပါမယ်ရန်ကုန်ပဲချင်းရောက်မယ်ဆိုတော့ကျန်ဆက်လက်ပေါ်ပြပေးပါမယ်မနက်6နာရီထိုးပြီးမိနစ်20ခန့်လောက်မှမနက်စာစားပြီးတော့ကျွန်တော်တို့ရန်ကုန်သို့ခရီးဆက်လက်ထွက်ခွာခဲ့ကြပါတယ်စတောင်းရမ်းမဟုတ်ဘူးလေကျွန်တော်တို့9:54မှာဖြတ်ပါတယ်ကီလိုမီတာအပြင်ကြိုက်ထိုကနေပြီးတော့29.6
ကျွန်တော်တဲနေရနေပြီးတော့ကီလိုမီတာအပြင်29.9ခုကိုခွန်က29.20ပေါ့နော်ကီလိုမီတာ30လောက်ပဲစီးရပါတယ်အချိန်အားဖြင့်ဆိုရင်တော့တောင်တက်တောင်ဆင်းနေဆိုရင်တော့ပုံမှန်အားဖြင့်2 နာရီလောက်တော့ကြာတတ်ပါတယ်ကျွန်တော်တို့လိုစပိန်စီပြီးခရီးသွားတာမျိုးမှမဟုတ်ပဲရိုးရိုးစပိန်စီအားကစားလုပ်တာပဲဖြစ်ဖြစ်မြေတီအားကစားလုပ်တာပဲဖြစ်ဖြစ်ချွေးထွက်များပြီးခေါင်းမူးတာမျိုးမဖြစ်ရအောင်တဆားရည်များတောက်သုံးကြဖို့ကိုလည်းကျွန်တော်ဒီကနေတိုက်တွန်းလိုက်ပေးရစေခင်ဗျာတစ်ချက်တတိမာရင်စပိန်ကအန်ရဘယ်လောက်များလဲဆိုတော့ကိုကြီးဆိုရင်လက်တော်တော်လေးပြေသွားတယ်။ဒူပေါင်းလည်းပြေသွားတယ် ။ထိပါတယ်။အောက်ထုတ်မဆောင်တာအောက်ထုတ်ဆောင်ကြပါ ။ဟုတ်လို့စောင်းကြပါ။ခေါင်းလည်းနည်းနည်းပွန်းသွားတယ်ဗျာ ။ဒါလက်ကမြန်လို့ ။လက်ကမြန်လို့စပိန်ကတော့ကြီးကြီးမားမားထိခိုက်မှုတော့မရှိပါဘူး။ရှစ်တာလေးပွန်းသွားတယ်ဗျာ။ဘယ်လောက်ပဲစပိန်ကအဲ့တော့ကြီးကြီးမားမားဘာမှမဖြစ်သွားဘူး။ရေးကြီးတာတော့ဆိုရင်စီအောင်ထုတ်ဆောင်မှုပဲဟောတာ ။ပြန်ဆောင်ပါ ဆိုရင်စီအောင် ဘွားကြီးနဲ့ရင်းပြတယ် ကျွန်တော်ကဘဝကြီးနဲ့ရင်းပြီးတော့ ရင်းပြတယ်နော်ခင်ဗျားတို့နော် ။ကိုယုံကြည်ပြီးတော့ပုံမှန်စီးနေလေအုတ်ထုတ်မဆောင်မဲစီးနေလေအဖွဲနဲ့စီးတဲ့အခါကျတော့ခါလေမမျော်လင့်တာတွေဖြစ်တတ်တယ်။ခံရမှာပဲ။ခံရမှာပဲ ဖြစ်စဉ်ကဘယ်လိုလဲဆိုတော့ကျွန်တော်ပြောပြမယ်လမ်းမှာကကားအမြန်ကားကြီးတွေသွားထားဆိုတော့ကျွန်တော်ပုံမှန်အတိုင်းပဲလမ်းကြီးကချောနေတော့ဖြည်းဖြည်းလေးပဲစီးကြ23မကျော်ဘူးเนาะ23မကျော်20တောင်မရှိဘူးလိုင်းကိုမမြင်တာပေါ့เนาะလိုင်းကိုရုတ်တရက်မမြင်လိုက်တော့အမှစမုံတုံးတော့တာပဲဆိုရင် CB ခီးသွားမယ်ဆိုရင်အဲ့ဒီချက်တွေကို view size စေလိုပါတယ်ကျွန်တော်တို့အချိန်က10 နာရီ5မိနစ်ဘောရောက်ပါပြီဖျားကြီးလမ်းတော်ကရွှေမင်းသားမှာနေလေသာစားခြင်းကလည်း17 3ပဲဆိုတော့ကျွန်တော်7လောက်မှနေလေသာထမင်းစားမယ်လို့ဆုံးဖြတ်ထားပြီးတော့ရွှေမင်းသားမှာဂျယ်လီရေခဲတုပ်ရယ်အောက်စီရယ်ကျွန်တော်ဆွဲရတယ်ကျွန်တော်တငယ်ချင်းတွေကကိုကာကိုလာအောက်စီဆွဲရတယ်ကိုကြီးကကိုကြီးရယ်လက်ဖိတ်ရယ် ။ဂျိုင်းမှာကြာတယ် လေးလေးဥပွင့်စော်မြင်ကအောက်စီရယ် ။နောက်ကကြောက်ရှင်ရပုံ ကိုကာကိုလာနဲ့ဆွဲကြပါတယ်ဘကိုကရုပ်ထုကြီးရှိရနေဆက်သွားရင်ကျောင်းသားတွေစားနေကြကန်တင်းမှာသမင်းစားဖို့တိုင်ပင်ထားကြတယ် နွေရာသီရောက်တဲ့အခါကျွန်တော်တို့စပိန်စီးရင်နဲ့ဖြတ်သွားတဲ့အခါမျိုးကြရင်ပကူကတခြား restaurant တွေစားတောက်ဆိုင်တွေကအရန်ပူပါတယ်ခင်ဗျ ဒီမလေးဒီနားမှာမုတ်ဆိုင်ရှိသေးလားရှိသေးရနော်ဟာအေးမုတ်လာစားနေကြနေရပဲဖြစ်ပါတယ်ကဲအားလုံးလည်းသိရအောင်ကျွန်တော်ဝင်းငှပေးလိုက်ပါတယ် အခုဒီဖျားကြီးနောက်မှာရှိတဲ့စားတောက်ဆိုင်လေးကတော့စားကြရတယ်အများကြီးစုံစုံလင်းလင်းမရဘူးဆိုပေမဲ့ကျွန်တော်တို့အေးလူနဲ့တိတ်ဝါးရဲ့အောက်မှာစားရတဲ့အတွက်အမောပြေပါတယ်ခင်ဗျာ ကျွန်တော်ထိုင်ရှုံနေရာလေးကိုခေါ်လာပေးတာပဲဖြစ်ပါတယ် တရားတော့တရားရှိတာတရား လူတိုင်းမလာနဲ့နော်ဒါចောင်းသားရေလို့လာဖို့လုပ်ခိုင်းနေတာနေ့လယ်2 နာရီနဲ့10မိနစ်သမင်းစားတော့ပြီးလို့ပြန်တော့ဘိုးခွက်လေးစားကြလာပါတယ်ဆိုတော့ fashion မဖြုတ်နိုင်တော့ပါဘူးမိုးရေချိုးနေကြပါတယ်မိုးရေအထင်သားထပ်ပို့ပြီးတော့သဲလာတယ်။အော်များတော့လေးပဲသွားကြည့်လားဖြည်းဖြည်းပဲသွားရတယ်။ဟုတ်ပါပါ။နောက်ထပ်နားရတဲ့နေရာတော့လဲကူအေဂရီမင်းမှာပဲဖြစ်ပါတယ်။မိုးရေတအားလဲနေရာနဲ့ဆက်စီးဖို့လက်တွေလည်းကျုံနေပြီ။ဆိုတော့咖啡， နောက်တစ်ကြောင်းပြန်ဆွဲလို့ရတယ် ။တစ်ဖက်ကြီး နောက်တစ်ကြောင်းပြန်ဆွဲလို့ရတယ် ပြန်သွားမယ်။သိလား။ နောက်ပြန်ဆွဲလို့ရတယ်
အဲ့တော့တက်ပါ တက်ကြွရဲ့ကြက်ဖာလေးကျွန်တော်တို့ကမင်္ဂလာပါပြောတဲ့မင်္ဂလာပါလေးတွေပဲဖြစ်ပါတယ်အဲ့လိုပဲထင်အောင်လဲဆိုတော့အခုက3:50ဆက်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်တင်က9:42အေးစေးပဲမိုးရတယ်ဆိုရင်ကြာပြောထောက်ကျန်လမ်းဆောင်ကြော်လာပါမယ်ဟမ်ရပါဘူးဟုတ်တယ်ဦးလေးမမြင်ရလားဦးလေးမြင်မှာပါတက်ကြွရဲ့ကြက်ဖာလေးဖြစ်နေကြက်ဖာပြတ်သွားတော့ရတယ်ဟုတ် ပုံမှန်တော့ပေါ့ ဘုံကနောက်တစ်ခါထပ်ကျုံးလို့ရတယ်တဲ့ဒီမှာနောက်တစ်ခါထပ်သွားလို့ရ ဒါလည်းချော်ဖို့ပြီးတော့ပြန်သုံးမယ်ကွာ လာတော့ဈေးမှတ်တိုင်နာရောက်တဲ့အခါမှာလေးလေးဥခင်ဆောင်မြတ်စပိန်ကလေးစိမ့်ပြီးတော့စပိန်ကျွတ်အစ်စ်လဲခဲ့ရပါတယ် ပထမတော့တပေါက်လေးပေါက်တာပါပြီးတော့ပြန်လဲတက်ပြီးတော့တိုင်းနေပြီးတော့တိုင်မှာကျွတ်သွားပါတယ် 9:35ကျွန်တော်တို့နီလာတန်ပေါင်းမှာကျွန်တော်တို့ဝင်ကြိတ်ပြီးတော့ပြန်ပါပြီ ကျွန်တော်ရဲ့ရန်ကုန်ဖန်စပိန်စီခရီးစဉ်လေးကိုအဆအဆုံးကြည့်ရှုပေးသည့်အတွက်ကျေးဇူးအများကြီးတင်ပါတယ်